Hello, okay, brother.ဒီခေါက်မှာ brother ကျွန်တော်အခု Diamond 200နဲ့ limited emoji free ရမယ်တင်နေအောင်ကျွန်တော်ပြောပြမယ်ဗျာဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်အခုပြထားတဲ့ဗီဒီယိုလေးနဲ့ဒီတင်သွင်းမှု bonus ဆိုတဲ့ hashtag လေးကို TikTok မှာဖြစ်ဖြစ် YouTube မှာဖြစ်ဖြစ်တင်သွင်းလိုက်ရုံနဲ့နေ brother တို့က Diamond 200နဲ့ limited emoji ကို free ရမှာဖြစ်ပါတယ်စိတ်ဝင်စားတဲ့ဆိုလို့ရှိရင်ကျွန်တော်အခုဗီဒီယိုလေးကိုဆုံးကြည့်ပြပါနော်ဘယ်လိုဆက်လုပ်ရမလဲဆိုလို့ရှိရင်ဗျာအခုဒီဗီဒီယိုလေးနဲ့ဒီ hashtag လေးကို TikTok မှာတင်သွားလို့မြေတင်လိုက်တဲ့ဗီဒီယိုရဲ့ copy link ကို brother တော့ပြန်ကူးလာပြီးလို့ရှိရင်ဒီမှာအခုပဲတင်သွင်းမှာဆိုတာရှိတယ်အဲ့ဒါလေးကိုနှိမ့်နိုင်မယ်နှိမ့်သွားလို့ရှိရင် brother တို့က YouTube မှာတင်ပြီး YouTube ယူမယ်ဗျာ TikTok မှာတင်ပြီး TikTok ယူလိုက်ယူသွားလို့ရှိရင် brother တို့ကဘယ်လိုဆက်လုပ်မလဲlink လေးကိုဒီထဲမှာထည့်လိုက်မယ်ထည့်သွားလို့ပြီးလို့ရှိရင် brother ကားဆိုတဲ့နေရာလေးမှာမြန်မာဆိုတာရောနေပြီးတော့တင်သွင်းမိနေနောက်ရလို့ရှိရင်အမှန်ကြီးလေးချပြီးတော့တင်သွင်းမြင်နေလိုက်လို့ရှိရင် brother တို့က limited emoji လေးကို free ရမှာဖြစ်ပါတယ်ဘယ်လိုပဲချိန်မှရမယ်ဆိုလို့ရှိရင်ဒီ event ပြီးပြီးနောက်14ရက်နေကြလို့ရှိရင် brother တို့ in game နဲ့ဟိုemoji လေးကအဲ့လိုပို့လာမှာဖြစ်ပါတယ် Diamond နဲ့